ခြင်းနဲ့အလုပ်ရွှေ့ဆိုင်ခြင်းကိုရာသက်ပံအနိုင်ယူခြင်းလားတက်ကြမှု motivation ကိုမရှာပါနဲ့ရှေးရောက်စစ်တဲ့တော်တွေတုံးခဲ့တဲ့ခိုင်စံနည်းလမ်းကိုလေ့လာပြီးစီကံကိုဘယ်လိုတည်ဆောက်အောင်လဲဆိုတာဒီဗီဒီယိုမှာပြောပြသွားပါမယ်မင်္ဂလာပါရှင်ကျမတို့အားလုံးလက်ဖြတ်မှာလုပ်တော့မယ်လို့ပြောပူးကြမှာပါအမှန်ကတော့ကျမတို့ရဲ့ပြဿနာအသိပညာမရှိအောင်ပဲအစာပြုဖို့ဆရာတက်တမှုပျောက်ဆုံးနေတာပါပဲ motivation ဆိုတာမိသားတစ်ခုလိုပါပဲပညာသာတောက်လာအောင်ပြီးသင်မြန်စွာပဲငြိမ်းသွားတတ်ပါတယ်ဒါဆိုရင်ဘလို့လုံးမှာပန်းနိုင်စီကိုဇာတ်တိုက်လျှောက်လမ်းမဲ့ခိုင်မာတဲ့စမှုတစ်ခုဘလို့တိဆောက်မလဲဒီပြေကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကဂျပန်ရှေးအောင်စစ်တဲ့တော်စာမှုရန်တွေရဲ့ဘဝတက်တာမှာတွေ့ရပါတယ်သူတို့ရဲ့ရှုံးဝက်ချက်ကတော့ခိုင်စင်စဉ်ဆက်မပြတ်လေ့လာတိုးတက်မှုပါပဲဒီဗီဒီယိုမှာခိုင်စင်သဘောတရားကိုအသေးစိတ်လေ့လာပြီးစစ်တဲ့တော်ရဲ့အတွေ့အကြုံကိုယ့်ရဲ့နေ့စဉ်ဘဝမှာသုံးချပြီးပြည်ရင်ချင်းကိုအမြင့်ဖြတ်ပြမဲ့နီလာသုံးချက်ကိုလက်တွေ့သင်ကြားသိပေးတာမှာဖြစ်ပါတယ်ကျမတို့ဟာဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေချက်ချင်းဖြစ်ပေါ်လာဖို့မျှော်လင့်ကြတယ်ဒါပေမဲ့စိတ်ပညာအရအုံနောက်ဟာကြီးမားတဲ့ပြောင်းလဲတွေကိုစတင်ပါတယ်ဒါကြောင့်လူကြီးကြီးတွေအတွင်းပြည်ရင်ချင်းဟာလူရောက်ပေါ်လာတယ်ခိုင်စံဆိုတာဂျပန်လိုခိုင်အပြောင်းလဲနဲ့ဇန်ပူကောင်းအောင်ပေါင်းစပ်ထားတာပါအတိတ်ပဲကစဉ်ဆက်မပြတ်တင်းငယ်တဲ့တိုးတက်မှုခိုင်စံရဲ့ philosophy ကအကောင်းဆုံးဖြစ်ဖို့မလိုပါဘူးမနေ့ကထက်နည်းနည်းလေးပိုကောင်းရပြီလို့ဆိုရတယ်ဒီနည်းလမ်းကစိတ်ပြည့်စည်မှုနဲ့ကြောက်ရွံ့မှုကိုလျှော့ချစေပြီးအစပြုခြင်းကိုပုံမလဲပူစေပါတယ်အမှုနဲ့ discipline စီကံပေးဟာပို့ရေးကြည့်တယ်motivation ဟာလှေကိုအစပြိုးတဲ့လေတိုက်နှုန်းဖြစ်ပြီး discipline ကလှေကိုပန်းနိုင်ရအောင်ခေါ်ဆောင်သွားမယ့်ရက်တိုင်ဖြစ်ပါတယ်စစ်တီရော်တွေကတနေ့တည်းနဲ့တက်ခိုင်နိုင်ဆောင်မတိဆောက်ခဲ့ပါဘူးဒီပေါင်းများစွာပြင်းဝယ်ကောင်းလာအောင်တသက်မတ်တဲ့နေ့စဉ်လေ့ကျင့်ခဲ့တဲ့စီကံဟာသာစစ်မြေပြင်မှာအသက်အကဲခဲ့တာပါကျမတို့ကစိတ်ခံစားမှုပုံမှုတည်ပဲစနစ်တစ်ခုပုံမှုတည်ပြီးအလုပ်လုပ်တတ်အောင်လေ့ကျင့်ရပါမယ်စာမူတိုင်းနဲ့ခိုင်စံဆက်တော့လက်တွေ့လေ့ကျင့်ရတော့မျိုးသူကတော့10မိနစ်စီကံမှာခိုင်စံရဲ့အဓိကလက်နက်ပါကြီးမားတဲ့လုပ်ကိုစတင်ဖို့ခက်ခဲတဲ့အခါ10မိနစ်သာလုပ်မယ်လို့ကိုကတိပေးပါဥပမာစာအုပ်တစ်အုပ်ဖတ်ဖို့ပြင်ရင်စာအုပ်ကင်ပြီးစာကြောင်း2ကြောင်းသာဖတ်ပါကျင်သွားဖို့ပြင်ရင်အဝတ်လဲပြီး10မိနစ်လောက်ပဲထိုင်လိုက်ပါ10မိနစ်သာလုပ်မယ်ဆိုရင်အုံနောက်ကစန့်ကျင်တော့မှာမဟုတ်ပါဘူးဒါပေမဲ့စတင်လိုက်တာနဲ့အသင်ကဆက်လုပ်ခြင်းလေးပေါ်လာပြီးအလိုရောက်ဆက်လုပ်ဖြစ်သွားမှာပါစစ်တီတော်တွေကဓာတ်ကိုကန်လိုက်တဲ့ပထမဆုံးခိုက်တောင်အောင်စိုက်ပါတယ်ကျမတို့လည်းပြင်းရင်ချင်းကိုအစပြုတဲ့ပထမဆုံး10မိနစ်ကိုပဲအာရုံစိုက်ရမှာဖြစ်ပါတယ်3ညအတာစီစီကံပြင်းရင်ချင်းရဲ့အကြီးမားဆုံးတငယ်ချင်းကတော့အတားစီပါပဲလောရမယ့်လုပ်ကိုစတင်ဖို့ခက်ခဲအောင်လုပ်ထားတဲ့အရာမှန်သမျှဟာအတားစီပါပဲဆာမူရိုင်းတွေကတိုက်ပွဲမစခင်ဓာတ်ကိုအသင့်ပြင်ဆင်ထားသလိုကျမတို့လည်းလုပ်ငန်းစဖို့အခက်အခဲကိုဖယ်ရှားရပါမယ်ဥပမာမနက်ခင်းစာပတ်ဖို့အတွက်စာအုပ်ကိုခေါင်းရည်မှာဖွင့်ထားလိုက်ပါဂျင်းဝတ်စုံကိုညရအိပ်ရာဘေးမှာချထားပါတားစီကို3ညတိလျှော့ချလိုက်တဲ့အခါအဲ့ဒီလို့မလုံးမိဖို့ကပိုပြီးခက်ခဲသွားပါတယ်ဒီလိုဆိုရင်ပြင်းဖို့အတွက်အခွင့်အလမ်းတွေမပေးတော့ပါဘူးပျက်စီးမှုကိုပြင်ဆင်ခြင်းစီကံဆိုတာအများနဲ့ပြည့်စုံနေမှာမဟုတ်ပါဘူးကျမတို့တစ်ခါတလေပြက်ကွက်မိမှာပါပဲဒါမဲ့နှစ်ခါစက်တိုင်းမပြက်ကွက်ပါနဲ့ဒါကခိုင်တဲ့အရေးကြီးတဲ့စီကံပါအကယ်၍ဒီနေ့ကျင်မသွားပြည့်ရင်မနေ့ကမှကျင်သွားဖို့အတွက်2မိနစ်လောက်သာဖြစ်ဖြစ်ပြန်လုပ်ပါဆာမူရိုင်းတွေကသူတို့ရဲ့ဓာတ်ကိုထိခိုက်မှုတစ်ခုဖြစ်တိုင်းချက်ချင်းပြန်ပြင်ဆင်ပါတယ်ကျမတို့ရဲ့စီကံကိုလည်းဒီလိုပါပဲပြက်ကွက်တာကိုခွင့်လွှတ်ပါဒါမဲ့ဒုတိယနေ့မှာချက်ချင်းပြန်လဲစတင်ပါဒီနည်းလမ်းကအလေးချင်းတစ်ခုကိုလုံးဝပြည့်စည်သွားခြင်းမှာကဲတင်ပေးနိုင်ပါတယ်ဒီကုန်းချုပ်လေးနဲ့လက်တွေ့ဆန်ခေါ်မှုကြောင့်ပြောအောင်ကျမတို့စတင်ခဲ့တဲ့မိကုန်းကိုပဲပြန်သွားအောင်ပြင်းရင်ချင်းကိုဘယ်လိုအောင်နိုင်မလဲအဖြေကတော့များပြားလာတဲ့ motivation တွေနဲ့မဟုတ်ပဲခိုင်စံရဲ့တင်းငယ်တဲ့ခြေလမ်းတွေနဲ့တိဆောက်ထားတဲ့ကျက်စီးမရတော့စီကံနဲ့သာအောင်နိုင်မှာဖြစ်ပါတယ်ခိုင်စံကအချိန်ကြာလာတဲ့မြကိုပန်းနိုင်စီကိုအနားမယူပဲဆက်သွားနေတဲ့ဆက်ရုပ်တစ်ခုလိုဖြစ်လာစေပါတယ်စိတ်ခံစားချက်တွေကကိုယ်ကိုနောက်ပြန်ဆွဲနေချိန်မှာတော့ကိုယ့်ရဲ့စီကံရှေ့ကိုတွန်းပို့နေပါလိမ့်မယ်ဒီ
ဒီနေ့ကစပြီးကိုလုတ်ထင်တဲ့လုပ်ကိုရွေးပါ10 မိနစ်စီကံကိုစတင်ကျင့်သုံးပါနေ့ရက်မှလည်းထပ်လုပ်ပါနေ့စဉ်9 ရက်စတိုက်လေ့ကျင့်ပြီးဘယ်လိုခံစားရလဲဆိုတာ comment မှာမျှဝေပေးခဲ့ပါတင်းငယ်ရဲ့ပြောင်းလဲတွေကအချိန်ကြာလာတဲ့မျှအစာပေါင်းများစွာကြီးမားတဲ့ရလဒ်တွေကိုဖန်တီးပေးပါလိမ့်မယ်စိတ်ကူးအိမ်မက်တွေကိုကြီးမားတဲ့ခုံပြန်ကြော်လာမှုတွေနဲ့မဟုတ်ပဲစစ်တီတော်တူရဲ့တသက်မတ်တဲ့ကြတော့ခြေလမ်းတွေနဲ့အကောင့်တွေပေါ်လိုက်ကြပါစို့ဒီဗီဒီယိုအထောက်အကူပြုရဲဆိုရင် like and share subscribe လုပ်ပြီးတောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်